ကဲဒါကတော့ကျွန်တော်တို့ကြက်ထောင်ကြတာသွားကြည့်မှာပါနော်ဒီနေ့ကဒါကတော့ကျွန်တော်တို့ကြက်ထောင်ကြတဲ့နေ့သွားကြည့်မှာဖြစ်ပါတယ်နော်ကျွန်တော်တို့လိုက်ကြည့်လိုက်အောင်နော်ကျွန်တော်တို့ကိုင်းထောင်ထားတဲ့နေရာပေါ့နော်ကိုင်းရတော့ပြုတ်တယ်ပေါ့နော်ဒါမဲ့ကြက်ကတော့မတွေ့ဘူးကြည့်ရသွားလားတော့ကိုင်းပြုတ်တာပေါ့နော်ကျွန်တော်တို့ဘလို့ပြုတ်တာလဲတော့မသိဘူးဒါမဲ့ချက်ကတော့မမြူဘူးပေါ့တော့ဒါတော့ပြန်ထောင်ပြီးပြီပေါ့နော်ကျွန်တော်ပြန်ထောင်ခဲ့ပါမယ်နောက်ရတစ်ခေါက်လာကြည့်မှာပေါ့ဒါတော့ကျွန်တော်တို့တကိုင်းတော့ကြည့်ပြီးပေါ့နော်နောက်ထပ်ကျန်တဲ့နှစ်ကိုင်းသွားကြည့်အောင်ပါဘောတော့ရှုပ်တယ်ပေါ့နော်ကျွန်တော်ခြုံတော့တယ်သွားတာပေါ့ဒါကျွန်တော်တို့ခိုင်းနောက်တစ်ခိုင်းထောင်နေနေရောက်ပြီဒါမှဒီခိုင်းမှာတော့မပြုတ်ဘူးပေါ့နော်ဒီခိုင်းမှာတော့ကျွန်တော်တို့ဘာမှမတွေ့ဘူးပေါ့နော်ဒါမှမဟုတ်နောက်တစ်ခိုင်းသွားမှာပေါ့နော်နောက်တစ်ခိုင်းသွားကြည့်မှာပေါ့ဒါတော့ကျွန်တော်တို့ငှက်ဥဘာငှက်ဥလို့တော့မသိဘူးမြေမှာပဲဥရငှက်ဥရောက်ပြီပေါ့နော်ဒီကိုင်းမှာလည်းကျွန်တော်တို့မပြောဘူးပေါ့ချက်ကမလာတာပဲလားနောက်မှမရှိတော့တာလည်းမသိဘူးကျွန်တော်တို့နောက်ရက်တော့ကျွန်တော်တို့ကြက်နဲ့မြားကြီးထပ်ထောင်ပါပေါ့နော်လောတယ်ကျွန်တော်တို့အလုတ်ဆင်းနေရတော့အလုတ်ပိတ်ရမှာကျွန်တော်တို့ကြက်နဲ့မြားကြီးကမှထပ်ထောင်ပါပေါ့ချက်ကတော့ရှိတော့ရှိတာပေါ့နော်သိချပါတယ်ကျွန်တော်တို့ရေချက်အဲ့တဲ့နေရာတွေ့ထားရင်တော့သွားပြအောင်ပါဘောနော်လားကျွန်တော်လောတယ်တော့ဒီရတိုင်းပြန်ပြီးနောက်တစ်နေ့တော့မှာပေါ့ရေချက်ပြီးဖွေရဒါတော့ကျွန်တော်တို့တော့ချက်ကတော့ဒီနေ့လဲမတိုးပေါ့နော်ခိုင်းမှမမိဘူးဒါကျွန်တော်တို့ရေချက်အဲ့တဲ့နေရာမှာသွားရေချက်သွားပြအောင်ပါပေါ့ခဏပြီးရင်တော့ပြိုင်ပါပဲပါတယ်မနေ့ကျအလုပ်ဆင်းအောင်ပါဆိုတော့ဒီတော့ချက်ကတော့ပိတ်ရချက်မှာကျွန်တော်အလုပ်အားရမှာကျွန်တော်တို့ကျက်နဲ့မြားကြီးကမှပြန်ထောင်းကြည့်မှာပေါ့နော်လောဆယ်တော့ကျွန်တော်ရေချက်အိတ်တဲ့နေရာမှာတွားကမှခဏသွားပြအောင်ပါပေါ့ကျွန်တော်ရေချက်အိတ်တဲ့နေရာတော့ရောက်ပြီပေါ့နော်ကျွန်တော်ရှားကြည့်ပါမယ်ရေချက်ကနေတိုင်းပြည့်နေဆိုတော့အိတ်ပါမလားကျွန်တော်တွေ့ပေါ့နော်ရေချက်တစ်ခေါက်တွေ့ပေါ့ကျွန်တော်အဲ့ဒါပြင်ပါခဏဘယ်နာမမြင်လားဒါကျွန်တော်ရေချက်တွေ့တာပေါ့နော်အဲ့ရေချက်ပြင်ပါပေါ့နားလေးမှာပေါ့နော်ဒီမှာကျွန်တော်ဂျိုးတွေ့ရပါတော့ဒီမှာဂျိုးဒီမှာပြေးရအဲဂျိုးတွေ့ရပါတော့ဂျိုးတော့ကောင်းပြင်မှာပေါ့အဲ့ဒီအတိုင်းရှင်းနေလေလောက်လားဒီမှာရှင်းနေတယ်ဒီပြေးတိုင်းပြေးလေဒီမှာငါညာပဲပြေးတယ်ဒီရကျွန်တော်ရသွားပြီပေါ့နော်ကျွန်တော်ဒီမှာဒါလည်းဂျိုးတော့ကောင်းရသွားပြီမင်းဂျိုးတကောင်ရသွားပြီပေါ့နော်ကျွန်တော်ဒါတော့ကျွန်တော်တို့ပြန်တော့မှာပေါ့နော်ဂျိုးကတော့တကောင်လေးရလိုက်တယ်ပေါ့နော်ရေချက်ကတော့တွေ့ရတာမပြည့်ရဘူးသူကပါနေတာစိုးရတော့မိတ်တရားဖြစ်မယ်သူကျွန်တော်ရေချက်တော့မပြည့်ရဘူးဂျိုးတကောင်လေးရလိုက်ပါတယ်ကဲဒါကျွန်တော်ဒီလောက်ပါပဲနော်ကျွန်တော်ပြန်မအောင်မယ်ကျွန်တော်ပြန်ပြီးအိမ်မှာပေါ့နော်ဒါမနေ့အလုပ်ဆင်းရမယ်အတွက်ဒီတော့စောစီပြိုင်မှာပေါ့တရားပြီပေါ့နော်ကျွန်တော်တို့
ရေကျက်လည်းမပြည့်အောင်တောကျက်လည်းမတိုးပေါ့နော်မကြိုးတစ်ကောင်လည်းရခဲ့တယ်ပေါ့နော်ကမ်းပြန်ရောက်ပါပြီဗီဒီယိုရတော့လောက်ပါပဲနော်ဒါလည်းကျွန်တော်ရခဲ့တဲ့ဂျိုးပေါ့နော်ဂျိုးတစ်ကောင်လည်းရခဲ့ပါတယ်လို့ဗီဒီယိုရတော့လောက်ပါပဲနော်